အားလုံးပဲမင်္ဂလာပါရှင်တီရီဖူအန်ကူကီဘလော့ကနေပြန်လည်ဆိုကြိုဆိုလိုက်ပါရှင်တီရီဒီနေ့ပေါ့အန်တီတယောက်ကရေစိမ်ပတ်လေးလက်ဆောင်ပေးသွားတာနဲ့ရေစိမ်ခောက်ဆွဲလေးပေါ့ဘလို့ပြုတ်လို့စားတော့ရတယ်ဆိုတဲ့နီလန်လေးမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်စိတ်ဝင်စားသူအပေါင်းဆက်လက်ကြည့်ရှုပေးပါအောင်ရှင်ဒီမှာအားပေးကြတဲ့အမျိုးဘက်ကများနေဘက်ကဒီစက်သားနှင့်ပြင်ဆင်ဖို့တခဲနေတဲ့တောက်စင်စက်တုံနီစက်တုံဖြူစက်သားလေးတွေကိုခုလိုပြင်ဆင်ပေးထားပါမယ်ရှင်။ဒီစက်တုံဖြူတွေကိုလှုပ်စီသက်အယောင်တင်မှုံလေးထဲနံမွေးလာပြီဆိုရင်စားရတာအတွက်စားစက်သားမှုံလေးထဲစက်သားလေးထဲစက်သားဤစီရန်ရေးလေးထဲခုလိုစီပြန်လာပြီဆိုအနှစ်စီသက်မှုလေးရရှိပါပြီရှင်။ကဲရေစိမ်တုံလေးရရှိဖို့အတွက်အနှစ်တေရောအထောင်းနေရောပစ္စည်းတွေအစုံလင်ရရှိပါပြီရှင်ရေစိမ်တုံလေးစတုံလို့ရရှိပါပြီရှင်ရေစိမ်တုတ်ကိုတော့ရေစိမ်ပြီးပြုတ်ထားပေးပါစားတော့ဖို့အတွက်စက်သားမှုန့်ထဲ၃မျိုးဆက်ထဲပဲငပိထဲစီမွေးထဲစက်ပြုတ်ရည်လေးထဲမွေးရေစိမ်ပလေးထဲမွေးပြီးတာနဲ့စက်သားအနှစ်လေးထဲမြေပဲတောင်စက်သွန်ပြူဒီပဲတောင်စက်သွန်ပြူတောင်နှမ်းလော်တောင်လေးထဲနဲ့စက်သွန်မိတ်လေးအုံနဲ့ငွေကောင်းလေးအုပ်လိုက်တယ်ဆိုရင်ဖြေစားကျင်စရာရေစိမ်တုတ်ကလေးရေကြရုံဟင်းရည်လေးရေရပါပြီရှင်စားပါပြီရှင်ရှန်ခောက်စရှန်ခောက် special မြူတီဒီချက်ကတော့မလုပ်လိုက်ရတော့မြူတီအလှော်ပဲရှိရတော့မြူတီအလှော်မုံလေးထည့်လိုက်မယ်မြူတီချက်ပိုးဆိုလေးမြူတီမပါလေဒီမှာခင်းနေခင်းထော်ရနေတော့ထည့်နေလိုက်မယ်ဒီစားနေနော်နေစားဒီမှာနေထားလေချစ်တော့ခေါ်ချစ်တော့မယ်တောင်းဒါလုံးဒီဒီမှာဒါလုံးတွေ့ဒါလုံးနေနေခွန်လိုက်ပါပြီတူတုံးဆောင်ကြဆိုရှင်ဒီကိုမမအောင်ဦးချက်ကိုကဟုတ်အချင်းလေးပါကောင်းတော့ညကျေယူဟင်းကျေယူဟင်းရန်ကောင်ကျေယူဟင်းတော့မပြလိုက်ရဘာမှအောင်မစမ်းနေရုပ်ဒီစတဲ့ဘိုးလေးတော့မှာနော်ပိုကမ်းဆောင်းရည်အလှော်မုံမယ်ဆိုအလှော်မုံမယ်ထဲစားလိုက်တော့အရေးပြောကြတယ်မျိုးအလှော်မုံနဲ့တအားကောင်းတာမဲအတော့လေးစားကောင်းနေမှုန်းနာမတော့တို့ဘုနေလိုက်ရေးစားတော့တိုင်းနဲ့ကောင်းမှန်းဘလော်လေးကတော့ဒီနေ့လာပါပဲတမ်ပွဲတွေမှာဘလို့အစီအစဉ်ဘလို့နှင်းရလေးချက်ပြုတ်စပြသွားမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါအောင်ရှင်အဆုံးလေးကြည့်ရှုသူအားလုံးအများကြီးကျေးဇူးတင်အားလုံးလည်းအရင်ချစ်ပါအားလုံးနဲ့တတ်တာ